ယခုမြင်တွေ့ရတဲ့အေယာမပို့ကုန်တွေရှိတဲ့နေရာကတော့တရုတ်နိုင်ငံချန်ဟိုင်းယန်စမ်းပတ်နေရာပဲဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံးသမုဒ္ဒရာစိတ်ကမ်းတွေအနက်တစ်ခုလည်းဖြစ်ပါတယ်။ဟုတ်ပါတယ်။အဲ့ဒီစိတ်ကမ်းကမိန်းလင်းချန်ဟိုင်းနဲ့ရန်ကျင့်ကျွန်းကြီးကိုချိတ်ဆက်ပေးတဲ့တောင်ဟိုင်းတရားကြီးနဲ့ဆက်ထားတာဖြစ်ပါတယ်။အဲ့ဒီတရားကတော့တကယ်ရှည်တဲ့တရားဖြစ်ပြီး32.5 ကီလိုမီတာလောက်ရှည်တဲ့အမိုက်စားတရားဖြစ်တည်ရှိနေတာပါ။ပြီးတော့ပင်လယ်ထဲမှာကျွန်းတစ်ကျွန်းကိုစောက်ထားတာဆိုတော့တကယ်ပဲအခက်ခဲကြီးပါတယ်2005ခုနှစ်မှာပထမအဆင့်ဖွင့်လှစ်ခဲ့ပြီးအဆင့်4ဆင့်အထိတိုးချဲ့ခဲ့တာပါနောက်ပြီးတော့နည်းပညာပိုင်းကလည်းတကယ်စမ်းကြယ်တာဖြစ်ပြီးစက်ရုံနဲ့ AI နည်းပညာတွေအသုံးပြုပြီးအလုပ်လုပ်ခဲ့တာပဲဖြစ်ပါတယ်ပြီးရင်ကရိန်းတွေကစက်ရုပ်စနစ်နဲ့အလိုအလျောက်ရှက်တင်ပေးပါတယ်လူအင်အားမလိုပဲအိုရိုနိုမတ်ရုံတွေကလည်းကွန်တိန်နာတွေကိုရွှေ့ပြောင်းနေတာဖြစ်ပါတယ်အမှန်တကယ်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်နည်းပညာကြောင့်စွမ်းဆောင်မှုအယမ်းမြင့်နေဆိုတော့ပို့ကျင်တဲ့ကုန်စည်တွေအတွက်အချိန်ကုန်သက်သာစေပါတယ်။ပြီးတော့အဲ့ဒီ AI စနစ်တွေက data analyze လုပ်ပြီးအချိန်ကုန်သက်သာစေပါတယ်။ပကွန်တိန်နာမှမရောက်သေးပဲဘာပြဿနာရှိရဲဆိုတာအလိုလျောက်သိရှိနေနိုင်ပါတယ်။ဒါကြောင့်ရန်ချင်းဘတ်ဟာကမ္ဘာအကြီးဆုံးစိတ်ကမ်းတစ်ခုအဖြစ်နာမည်ကြီးနေတာဖြစ်ပါတယ်။နောက်ဆုံးရစိတ်ကမ်းစွမ်းရည်စီးရင်မှလည်းထိတ်ဆုံးမှာရပ်တည်နေရပါ။အဲ့ဒါအမှန်ပါပဲ။နေပညာနဲ့လူစွမ်းအားကိုက်ညီအောင်စီမံထားလို့တကယ့်ကိုလိုက်ဖက်နေတာဖြစ်ပါတယ်။နောက်တစ်ခါဒီလိုနည်းပညာဆိုင်ရာနေရာတွေကျွန်တော်တို့လေ့လာဖို့လိုအပ်ပါတယ်လို့မြင်ပါတယ်။ဒီလိုကြီးမားတဲ့စီးပွားရေးဆောင်ကြီးကိုပြည်သက်တွေကသွားကြည့်ဘူးချင်ပါသလားဖြေပေးကြအောင်နော်။